Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ 3 flight channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တော့မိကုန်းလေးတစ်ခုနဲ့စလိုက်အောင်ကျွန်တော်တို့အများစုအိယာမွေခင်နောက်ဆုံးလုပ်တဲ့အရာနဲ့အိယာနိုးနိုးချင်းပထမဆုံးလုပ်တဲ့အရာပါလေဖုန်းလို့ဖြစ်ရင်တော့မှန်ပါတယ်ဒီဖုန်းနေရာဆိုလို့ရှိရင်ခလုတ်တစ်ဆက်နဲ့ယုံနဲ့တန်းပြီးတော့ကဘာကြီးနဲ့ချိတ်ဆက်ပြီးတဲ့ကိရိယာတစ်ခုဖြစ်ပေမဲ့ဒီဖုန်းကပဲကျွန်တော်တို့ရဲ့ဒီကြီးဒီဝကမဖြစ်စဉ်တွေကတစ်ခုဖြစ်တဲ့အိတ်ဆက်ချင်းကိုလည်းအောက်ဆက်နေပါတယ်ကျွန်တော်တို့ညဘက်တွေဖုန်းသုံးတာများပြီးတော့အိယာဝင်နောက်ကြမယ်။နဲ့အိယာထားနောက်ကြမယ်။အလုပ်တွေနှောင်လေးတိုင်းနဲ့ပတ်သက်လို့မကြာခဏမိမိကိုအပြစ်တင်မိတွေရှိကြတယ်။ဒါပေမဲ့ဒါဟာမိမိစိတ်ကိုမိမိမထိချုပ်နိုင်ဘူးဆိုတဲ့အချက်အပြင်မှာဒီဖုန်းဟာကျွန်တော်တို့ရဲ့အုံနောက်ကပုံမှန်ဇီဝကမ္မဖြစ်စဉ်တွေကိုလှည့်စားနေတာလူယူနေတာစတဲ့ကိရိယာတစ်ခုဖြစ်နေမယ်ဆိုရင်တော့ဘယ်လိုလုပ်ကြမလဲ။ဒီနေ့ကျွန်တော်တို့ဒီဖုန်းနေရာနေထွက်တဲ့ blue light ကဆိုလို့ရှိရင်အုံနောက်ကိုဘလူးတွေရိုးတရားမှုရှိတယ်လေဘလိုတွေလှည့်စားနေလဲဆိုတာနဲ့ပတ်သက်လို့သိလာကြမှာပဲဖြစ်ပါတယ်ဒီလှည့်စားမှုတွေကိုနားလည်ဖို့ဆိုလို့ရှိရင်အုံနောက်ထဲမှာဖြစ်ပျက်နေတဲ့ circadian rhythm လို့ခေါ်တဲ့အိပ်စက်မှုပုံစံစည်းချက်ကိုအရင်နားအားလည်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကဆိုလို့ရှိရင်သူ့ရဲ့ကိုယ်ပိုင်အစိမ့်မများကြီးအချိန်သတ်မှတ်ချက်ဆိုတာရှိပါတယ်ဒီအချိန်သတ်မှတ်ချက်ဆိုလို့ရှိရင်နေ့အလင်းရောင်ပေါ်မူတည်ပြီးတော့သတ်မှတ်ထားတာပဲဖြစ်ပါတယ်နေထွက်လာတဲ့အခါသူကနေထုတ်လွှတ်တဲ့အလင်း wavelength တွေကိုမျက်လုံးနဲ့တစ်စက်အုံနောက်ကသိရှိတဲ့အခါမနေ့မိုးလင်းပြီးထားတော့အလုပ်လုပ်ရမယ်ဆိုပြီးတော့ဒီ melatonin လို့ခေါ်တဲ့ဟော်မုန်းတွေထုတ်လွှတ်မှုကိုရပ်တန့်လိုက်တယ်ဒီနေရာမှာ melatonin ဆိုတဲ့ဟော်မုန်းလေးကြောင့်အရင်ပြောရမှာပဲဖြစ်တယ်နေဝင်မောင်လာတူးတဲ့အခါကျွန်တော်ရဲ့အုံနောက်ကနေပြီးတော့ melatonin လို့ခေါ်တဲ့ဟော်မုန်းလေးတစ်မျိုးကိုတာပြီးတော့ထုတ်လွှတ်ပေးပါတယ်ဒီ melatonin ဟော်မုန်းကဆိုလို့ရှိရင်body natural sleeping pill လို့လည်းခေါ်တယ်ပေါ့လေဒါအိတ်သက်ခြင်းကိုဖြစ်စေတဲ့ဟော်မုန်းလေးပဲဖြစ်ပါတယ်ဒီဟော်မုန်းလေးထွက်လာတဲ့အခါမှာခန္ဓာကိုယ်ကြီးကဒီလန်ထိုင်မှန်တော့မယ်ရုပ်တရက်အိတ်ချင်သွားမယ်အခုအပူချိန်ကြီးရောကြလာမယ်အိတ်ဆက်အနားယူရတဲ့အတွက်ခန္ဓာကိုယ်ကြီးကတတင်ပြင်ဆင်ပြီးပဲဖြစ်ပါတယ်ဒီ system ကြီးကပြောလို့ရှိရင် smartphone တွေမပေါ်ခင်2009လောက်အထိကိုလူသားသမိုင်းတစ်လျှောက်မှာတိပိပေါ်ကအလုပ်လုပ်လေးရှိတယ်ဒီနေ့ခေတ်မှာတော့ဖုန်းတွေ tablet တွေ laptop တွေစတဲ့ပစ္စည်းတွေကပေါ်များလာတဲ့အတွက်လူတွေကလည်းတွင်တွင်ကြဲကြဲအသုံးပြုလာကြတယ်ဒီပစ္စည်းတွေကိုအသုံးပြုတဲ့အခါသူတို့ရဲ့ဒီသခွင်တွေကနေပြီးတော့blue light လို့ခေါ်တဲ့အပြာရောင်လေးတွေအများများထုတ်လွှတ်ကြတယ်ဒီ blue light ရဲ့ wave light ဟာဆိုလို့ရှိရင်နေကင်းမဲ့ထုတ်လွှတ်တဲ့နေရောင်ကြီးရဲ့ wave length နဲ့လှိုင်းအတိုင်းတာချင်းအတူတူပဲလို့လည်းဆိုတယ်ဥပမာည7နာရီလောက်ကိုအဲ့ရောင်မှာပဲပြီးတော့ဖုန်းကိုမျက်နှာနဲ့6လက်မောက်လောက်အကွာမှာကင်ပြီးသုံးတဲ့အခါမှာကျွန်တော်ရဲ့မျက်လုံးကဆိုလို့ရှိရင်ဒီဖုန်းကထွက်တဲ့ blue light နဲ့ထိတွေ့နေမှာပဲဖြစ်တယ်ဒီအခါမှာကျွန်တော်တို့ရဲ့မျက်ကြည်လွှာမှာအထူးပြုလုပ်ထားတဲ့ဒီ photo sensitive cell တွေကနေပြီးတော့ဒီ blue light ကိုစတင်ထောက်နှမ်းမိတယ်ပေါ့နော်ဒီအခါမှာအုံနောက်ထဲကိုအရေးပေါ်အချက်ပြ signal တစ်ခုပို့ပေးလိုက်တယ်မျက်လုံးကနေတစ်ဆင့်အုံနောက်ကဒီအချက်ပြမှုရတဲ့အခါမှာဒီဖုန်းစကွန်ကထွက်တဲ့ blue light ကိုအနေကင်းပဲထွက်တဲ့နေ့အလင်းရောင်ဆိုပြီးတော့မှားပြီးတော့သတ်မှတ်လိုက်တယ်တကယ်အပြင်မှာညဘက်ဖြစ်နေတော့လည်းပဲအုံနောက်ကနေကင်းဘက်လို့အမှန်မှားတဲ့အတွက်ကြောင့်မလို့အိတ်လို့မရဘူးနေကင်းဘက်ဆိုတော့အလုပ်လုပ်ရမယ်အတစ်ဖြစ်ရမယ်ဆိုပြီးတော့melatonin ဟော်မုန်းထုတ်နေတာကိုရက်ချပလိုက်တယ်ဒီနည်းအဖြစ်ပုံးဝထုတ်ပြီးအလင်းရောင်တွေကအုံနောက်ကိုလှည့်စားလိုက်တယ်ညီမဝင်သေးဘူးနေကင်းဘက်ကြီးmelatonin ထုတ်เสียမလို့ဘူးဆိုပြီးတော့melatonin ထုတ်လို့တဲ့နှုံကိုရှော့ချလိုက်တယ်ဒါဆိုရင်အိတ်စက်ချိန်ကို8နာရီအပြည့်အဝယူမယ်နောက်ကျမှအိတ်ပြီးတော့နောက်ကျမှထိုင်ရောပုံမှန်အိတ်ဆက်ချိန်အတိုင်းလူကလန်လန်ဆန်ဆန်မဖြစ်နိုင်ဘူးလားဆိုလို့ရှိရင်မဖြစ်နိုင်ဘူးတဲ့ဘာလို့လဲဆိုတော့တဲ့သူပထမတစ်ချက်ကquality of sleep မရလို့တဲ့အိတ်ဆက်တယ်ဆိုတဲ့နေရာမှာအိတ်ဆက်ချိန်2 stage နဲ့သူရှိတယ် REM stage လို့ခေါ်တဲ့ဒီညစ်ချက်ချိုက်အိပ်ပျော်တဲ့ stage မှာလူအုံနောက်ကအိတ်နေတဲ့ချိန်လုံးနဲ့မှာအိမ်မက်တယ်ဖြစ်ပြီးခဲ့တဲ့မှန်ဉာဏ်တွေကိုပြန်လည်ထူစည်းတယ်စိတ်ခံစားမှုတွေကိုဖော်ဆောင်တယ်ဒီနည်းအဖြစ်အုံနောက်ထဲကအစိတ်တောက်တွေကိုကြေးကြောပြနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်။နောက်ကျွန်တော်တို့ကအိတ်ဆက်ချိန်ကို8နာရီကြာအပြည့်အဝအိပ်ပေမဲ့ melatonin ထွက်တဲ့အချိန်ကြီးကသူ့အချိန်နဲ့သူမဟုတ်တော့ဘဲနဲ့ကမောက်ကမာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ quality of sleep လို့ခေါ်တဲ့နေ့စဉ်အိတ်ဆက်မှုအရေးတွေတိကျတာကြာသင်သွားတာပဲဖြစ်ပါတယ်။ဒီကတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့အိတ်မပြောတဲ့တန်လေးကလေသွားတာပေါ့လေ။ညတကောင်မှာဖုန်းသုံးလိုက်တဲ့အတွက်အုံနောက်ကနေပြီးတော့နေကင်းဘက်လို့အမှန်မှားသွားတဲ့အတွက်ကြောင့်မလို့melatonin ဟော်မုန်းထုတ်တာကိုရပ်ပလိုက်တယ်။ငယ်ထဲမှာပဲအုံနောက်ကနေရင်းဘက်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့
လူကအလုပ်လုပ်ရမယ် active ဖြစ်ရမယ်ဆိုပြီးတော့ဒီ stress hormone လို့ခေါ်တဲ့ cortisol တွေကိုအများကြီးထုတ်ချပလိုက်တယ်တကယ်လက်တွေ့မှာတော့ခန္ဓာကိုယ်ကြီးကတနေ့ကင်းလုံးလှုပ်ရှားသွားလာနေတဲ့အတွက်ကြောင့်မလို့ညဘက်ရောက်တဲ့အခါမှာပင်မနှမ်းနေပြီးတော့အနားယူခြင်းနေမယ်ဒါပေမဲ့နောက်ကကြတော့နေကင်းဘက်လို့ထင်နေတဲ့အတွက်ကြောင့်မလို့အနားယူဖို့မစင်စားမနဲ့သူကလုံးဝအလက်ဖြစ်နေမယ်ဒီခါမှာအိပ်ရခက်လာမယ်အိပ်မပြောတော့ဘူးဆိုတော့ထုံးစံတိုင်းအိပ်မပြောတော့ဖုံးထတုံးတယ်ဖုံးတုံးတော့အိပ်မပြောစားတဲ့တန်ကြာကြီးတည်သွားတာပဲဖြစ်တယ်ဒါဆိုဘာလုပ်ကြမလဲဒီနေ့ခေတ်မှာဖုန်းတွေကမရှိမဖြစ်လိုအပ်တဲ့ကိရိယာတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဖုန်းလုံးဝမသုံးဘဲနဲ့တော့ညီလို့တော့မရဘူးပေါ့လေဒါဆိုကျွန်တော်တို့ကညဘက်ဖုန်းသုံးတဲ့အခါမှာတင့်တော်တဲ့အလေးကျင့်တွေကိုပြန်လည်မေးမြန်းရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်ညဘက်ဖုန်းသုံးတဲ့အခါမှာဖုန်းကိုအလင်းရောင်လျှော့ပြီးသုံးတာမျိုးနိုင်မှုပြောင်းပြီးသုံးတာမျိုးတွေလုပ်ရမယ်ဒီလိုနိုင်မှုပြောင်းလိုက်ခြင်းအဖြစ်ဒီ blue light တွေကိုတော့လုံးဝကြီးမဖယ်ရှားနိုင်တော့လည်းပဲအတိုင်းအတာတစ်ခုတည်းရောကြသွားမှာဖြစ်ပါတယ်နေဝင်တာနဲ့တပြိုင်နက်နိုင်မှုကြောင်းသုံးတင်ပါတယ်တစ်ချက်ကတော့ကိုပုံမှန်အိတ်တဲ့အိတ်ချိန်မတိုင်ခင်တနာရီပဲလောက်ဖုန်းလုံးဝမသုံးပဲအုံနောက်ကိုအနားပေးတာမျိုးတွေလုပ်ရမယ်။ကြောင့်ဒီနေ့ခေတ်မှာတော့ဖုန်းကအရန်ကိုအသုံးဝင်အရေးပါတဲ့နည်းပညာတစ်ခုဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ဇီဝဖြစ်စဉ်တွေကိုမရောက်နှောက်ယှက်တဲ့အထီတော့အသုံးမပြုသင့်ပါဘူး။ဒီဗီဒီယိုလေးကနေပြီးတော့အကျိုးတစုံတရာရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကို like share subscribe လုပ်ပေးသွားလို့ရပါတယ်ခင်ဗျာ။အားလုံးပဲဘေးဆိုးကက်ဆိုပေါင်းမှကြိုးစားနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။